ပြည်သူများလုံးပဲမင်္ဂလာပါ Power Battle Cibeta Cross Challenge ဖြစ်ပါတယ်ဗျာဒါကတော့ကျွန်တော်တို့ပွဲပြီးတာနဲ့ကျွန်တော်တို့ညီကိုတယောက်ကတင်ဆက်နေကြတဲ့အတိုင်းဒီနေ့မှာပွဲပြီး30ချက်လေးရှိမယ်ပြီးတော့နောက်လာမယ့်ပွဲတွေမှာအားတွေဆက်ပြီးတော့ဘယ်လိုသိနေလဲတွေ့မလဲဆိုတော့ကျွန်တော်ဒီကနေပြီးတော့ hint ထပ်ပေးသွားမယ်ဆိုတော့ကျွန်တော်ကဒါကတော့စီစဉ်သူကိုကဖြစ်ပါတယ်ကိုကမင်္ဂလာပါမင်္ဂလာပါကိုနေလေးပွဲစဉ်သုံးပြီးသွားပြီကိုဘယ်လိုထင်လဲပွဲစဉ်သုံးပြီးတော့မြိုင်းနေဗျဒီမှာဆိုတော့အားရတယ်ဗျမြိုင်းနေဗျဟုတ်ရှေ့ကပွဲစဉ်1နဲ့ပွဲစဉ်2ကတော့ဒါကျွန်တော်ဘာသာအုပ်ခံခတ်သွားတယ်ပွဲစဉ်3ကတော့ဒါအပိုင်နိုင်နဲ့ကျွန်တော်တို့ရှေ့အပေါ်ပါတက်ကပြီးတော့ပါတကယ်ညမဲစတိုင်းဖြစ်သွားတယ်ရှင်းတဲ့ပွဲနဲ့တော့လုံးဝမတူဘူးကိုကတစ်ကဒါ2ယောက်တွဲနေနေပဲခတ်သွားတာเนาะဒီရှေ့ကဆိုလို့ရှိရင်ဒါပြန်ဘက်တွေကကြောပေးထားတယ်ကြောပေးထားတယ်အခုကျတော့တူတူခတ်သွားတယ်အခုကျွန်တော်ဒီတစ်ဖက်ကကိုအားတစ်တို့အကြောင်းကိုပြောခဲ့ရင်တစ်ဖက်ကကိုအောင်လေးနဲ့ဒါတရုတ်ကြီးတို့ရဲ့တွဲဖက်ပေါ်ဘယ်လိုဖြစ်နေလဲအောင်လေးနဲ့တရုတ်ကြီးရဲ့တွဲဖက်ပုံကတော့ဒီပွဲမှာဆိုလို့ရှိရင်ရှေ့ပွဲတော့နည်းနည်းတီးဝင်လေးရော့တယ်ပေါ့နော်ရှေ့ပွဲတီးဝင်လေးရော့တယ်ဆိုတာလဲဒါဟိုပွဲလေးပါတက်ပြီးသုံးသက်လိုက်မှာပေါ့နော်သူတို့ပထမဆုံးစထွက်လာတဲ့ပုံစံကကျတော့သူတို့ကဒီဘက်ကတက်သစ္စာညီရဲ့ fighter လေးရဲ့စွမ်းအားကိုသူတို့တေချာမသိဘူးလေမသိတဲ့အတွက်ကြောင့်သူတို့ဖတ်တယ်ပေါ့နော်ပွဲဖတ်တယ်ပေါ့ပွဲဖတ်တယ်သူတို့အမှားမလုပ်ဘူးသူတို့ပုံစံကဘယ်လိုသွားလဲဆိုတော့ defense ကိုဦးစားပေးတယ်ပြီးလို့ရှိရင်သူတို့တိုက်စစ်ပိုင်းကိုမမြင်ဘူးဒီကစားနည်းကကြမ်းမှတ်ကစားနည်းဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်ဒီဘက်ကတက်သစ္စာညီငယ်ကလေးကအမှားရင်းလို့မလားဆိုပြီးသူတို့စောင့်ကစားတဲ့သဘောမျိုးဒါ national မှာဆို senior တွေကစားတဲ့သဘောမျိုးပါသူတို့အလုံးဆော့တယ်သူတို့ defense ကိုအလုံးဆော့တယ်သူတို့ဟိုစွန့်စားပြီးတိုက်ရမယ့်ဟာမျိုးသူတို့မတိုက်ဘူးဒါပေမဲ့အဲ့ဒါလာသူတို့အတွက်အမှားယွင်းဖြစ်သွားတယ်ဆိုတဲ့အတွက်ကြောင့်သူတို့ကအမှ15မဲ့17မဲ့နဲ့သူတို့ရှုံးနေသွားတယ်ဘာကြောင့်ရှုံးနေလဲဆိုတော့ခုနကလိုမျိုးတစ်ဖက်ကညီငယ်လေးကမှားတော့တဲ့အချိန်မှာအထက်ကပံမိုးမှုတွေအထက်ကလှုပ်ဆောင်ချက်တွေသူတို့စိုးမှုပြီးပြီးတော့ဆော့သွားတယ်အတွက်ကြောင့်သူတို့အဲ့ပေါ်မှာရှုံးနေသွားတယ်ဆိုတော့ဒုတိယပွဲပြန်ပြောင်းတယ်ဒုတိယပွဲပြန်ပြောင်းတော့သူတို့အောင်လေးနဲ့တရုတ်ကြီးကကစားပေါက်ပြောင်းသွားပြီသူတို့စွန့်နေတာကြီးစွန့်ရမယ်စွန့်သားနေတာကြီးစွန့်သားရမယ် attacking mind ကိုသူတို့မြင့်ရမယ်ဆိုတဲ့အတွက်ကြောင့်defense လုံလဲလုံပြီးတော့သူတို့ attacking mind ကိုမြင့်တယ်အဲ့မှာပဲဟိုကိုနိုင်လေးလည်းကြည့်လိုက်ရမယ်ထင်တယ်စချင်းမှာအောင်လေးကညီငယ်လေးဟိုဟာရဲ့ညာဆွဲလေးကိုထိုးယူသွားတယ်အမှတ်အဲ့ရနေစတယ်ပြီးလို့ချင်းညီငယ်လေးဟိုဟာကခမင်းကျော်လေးဗျိုင်းကြီးကပိုက်ထဲကိုတလုံးကန်သွားတယ်မှာ 2C ပြီးလို့ချင်းကျွန်တော်မှတ်မိရတဲ့လောက်ကကျတော့ဟိုဟာလောက်ထိသွားတယ်နဲ့ 6Z 5Z လောက်ထိသွားတယ်ဗျဆိုတော့အမှားယူနေတောက်ချောက်ဖြစ်ပေါ်သွားတယ်အဲ့ချိန်မှာမှသူတို့ကလည်းပြန်လုံသွားပြီတိုင်ပင်မိသွားပြီအာတစ်ရဲ့ service ကလည်းသူကခုနကမျိုးကိုယ့်ဘက်ကယူပေါက်ရှိနေတဲ့အတွက်ကြောင့်အာတစ်လည်းကြားမှတ်ကစားနည်းမှာသူလည်းတအားရင်းထိုးလို့မရတော့ဘူးပေါ့နော်သူ့ရဲ့ညီငယ်လေးကိုဖာတင်းနဲ့ပဲထင်တယ်15မှတ်6မှတ်နဲ့လားမသိဘူးဒုတိယပွဲရှုံးသွားပြန်တယ်ဆိုတော့တတိယပွဲပြန်ပြင်ဆင်လာတဲ့အချိန်မှာကျတော့အောင်လေးတဲ့တရုတ်ကြီးကအရန်ရတန်နေမိတယ်ကောင်းနေပြီပွဲကြလေးကောင်းနေပြီဆိုတော့ကြောင့်သူတို့ senior 2ယောက်လေ senior 2ယောက်ဖြစ်တဲ့အတွက်ကြောင့်သူတို့အလုံးပိုင်းနဲ့ခုနကလို attacking ပိုင်းကိုထပ်မြင့်တယ်ခုနကကျွန်တော်ပြောသလိုပဲဒုတိယပွဲလိုပဲသူတို့ခံစစ်ကိုအလုံးကစားတယ်အဲ့မှာသူတို့ရင်းနေတာတွေထပ်ပြီးထိုးယူနေတာတွေထိုးယူတယ်အဲ့မှာကာဘလော့တွေမိတယ်အဲ့အချိန်မှာကောင်းလေးကဒီဘက်ကညီငယ်လေးဗျံကြီးကအမှားယွင်းထပ်ဖြစ်ပေါ်တဲ့အတွက်ကြောင့်သူတို့စိုးမှုပြီးတော့အနိုင်ရရှိသွားတယ်ပေါ့နော်ဟုတ်ပါတယ်ပြည်သူများများဒါကျွန်တော်တို့ပုံမှန်ကြည့်နေတဲ့လူတွေဆိုလို့ရှိရင်တော့ဒါအပြန်လည်ချင်းခဲ့တာပဲတွေ့ကြတယ်ဒါကိုဟာပြောတော့မှပွဲကိုတေချာကြည့်လို့ရှိရင်တော့ဒါတိုက်စစ်ကစားတယ်ခန်းစစ်ကစားတယ်ပြန်ပဲအမှားကိုစောင့်တယ်ပြီးတော့ဒါရှေ့နှစ်ပွဲနဲ့လည်းမတူတာကျွန်တော်တို့ကဒီနေ့က best of 3ဖြစ်သွားတဲ့အတွက်အချိန်လဲရတယ်တစ်ဖက်ရဲ့ဒါအားနေချက်အားသာချက်တွေကိုလိလာအကဲခက်ခွင့်လည်းရှိသွားတယ်ပေါ့နော်